ကျန်စစ်သားသည်အနော်ရထမင်းကြီး၏တားတော်အဖြစ်ယူဆခြင်းခံရတော်လဲမင်းကြီး၏တန်တရားကြောင့်နန်းတော်မှထွက်ခွာခဲ့ရသည်အထင်ရှားဆုံးမှာစောမွန်လမင်းသမီးကိုလိုက်ပါပို့ဆောင်ရာမှာစတင်သည့်အချစ်နှင့်တစ္ဆာတရားပဋိပက္ခဖြစ်ခဲ့ကြပါသည်ပကံတို့ရောက်သောအခါကျန်စစ်သားနှင့်မင်းသမီးတို့အကြောင်းကိုမနာလိုသူအမတ်ချို့ကမင်းကြီးအားကုန်းချောစကားဆိုကြပါသည်အနော်ရထမင်းကြီးကကျန်စစ်မင်းကိုငါယုံကြည်လို့ရှမ်းပြည်ကစောမွန်လကိုပြင်ခိုင်းခဲ့တာအခုတော့မင်းတို့နှစ်ယောက်ကြားမှာတန်ရောစင်တွေရှိနေပြီလို့ငါကြားတယ်မင်းငါ့ကိုတစ္ဆာဖောက်တာလားလို့မေးပါတယ်ကျန်စစ်သားကဒူးထောက်လျက်တည်ငြိမ်စွာဖြင့်အရှင်မင်းကြီးကျွန်တော်မျိုးရဲ့တစ္ဆာဟာပကံထီးနှံ့အတွက်ပါမင်းသမီးပေါ်မှာတော့မောင်နှမတန်ရောစင်ထံမပိုခဲ့ပါဘူးဒါပေမဲ့အရှင်မင်းကြီးတန်တရားရှိတယ်ဆိုရင်ကျွန်တော်မျိုးဒီနန်းတော်ကနေထွက်ခွာပါမယ်လို့ပြောပါတယ်အနော်ရထမင်းကြီးသည်ကျန်စစ်သားအားစမ်းသက်ရန်အတွက်သူ၏အစွမ်းထက်လာသောအရေးနမလန်တော်ကိုကျန်စစ်သားထံသို့ပြစ်လွတ်လိုက်ပါတယ်အနော်ရထမင်းကြီးကမင်းဟာတကယ်ပဲတစ္ဆာရှိတယ်ဆိုရင်ငါရဲ့အရေးနမလန်တော်ဟာမင်းကိုမထိခိုက်စေရဘူးမင်းကြီးသည်လှန်တော်ကိုအချိန်ပြင်းစွာဖြင့်ကျန်စစ်သားထံသို့ပြစ်လွတ်လိုက်သည်ကျန်စစ်သားသည်လှန်ကိုရှောင်တိန်နိုင်တော်လဲမင်းကြီး၏အမျက်တော်ကိုကြောက်သဖြင့်နန်းတော်မှထွက်ပြေးရတော့လဲကျန်စစ်သားသည်နန်းတော်မှပြေးစဉ်တွင်လှန်တော်ကလမ်းတစ်လျှောက်လိုက်ပါထိမှန်ရန်ကြိုးစားတော်လဲကျန်စစ်သားကသူ၏တစ္ဆာတရားကိုအမိပြု၍ရှောင်ကွင်းနိုင်ခဲ့ပါလေဤအဖို့အထစ်ကြောင့်ကျန်စစ်သားသည်ကြံရစ်တော်စစ်သားကျန်စစ်သားဟူသောအမည်ကိုရရှိခဲ့ပြီးပြည်ပသို့လှည့်လည်သွားလာရင်းတော်ဘုံဘဝဖြင့်နေထိုင်ခဲ့ရပါတယ်